တိတ်ဆိတ်အေဂျင့်နဲ့နေရာလေးတစ်နေရာမှာဝိုင်းနီတဝိုင်းကိုပိုင်ဆိုင်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်နေရာလေးတစ်နေရာကိုလိုက်ပြပေးကြပါရရှင်တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုဟယ်လိုမင်္ဂလာပါ KTZ ရှင်မြေမှကြိုဆိုပါရရှင်ညီမတို့ဒီဝိုင်းလေးရဲ့ဒီနေရာကတော့ညောင်ကုန်းမြင်းကျန်လမ်းအနီးမှာတည်ရှိပြီးတော့သူ့ရဲ့ပေအကျယ်ကတော့40 60ရှိပြီးတော့မြေမျိုးစားလေးကတော့စလစ်မြေမျိုးစားပဲဖြစ်ပါတယ်ရှင်ဒီလိုနေရာလေးကတိတ်တိတ်ဆိတ်ဆိတ်ရှိပြီးတော့ဈေးနှုန်းကလည်းတင့်တင့်တာမို့လို့ဖီတာယာမြင်းကျန်လမ်းနဲ့လည်းနီးပြီးတော့ရန်ကုန်မန်းလေးမိန်းလမ်းမကြီးနဲ့လည်းအလံမဝေးလာတာမို့ရင်းနှီးမြုပ်နှံထားခြင်းသူတွေအတွက်လည်းလုံးဝအဆင်ပြေပါတယ်ရှင်နောက်ပြီးဒီလိုနေရာလေးကရာခဲလှတာမို့လို့အမြန်လက်ဦးထားမှစိတ်ချရမှာပဲဖြစ်ပါတယ်ရှင်အခုရောက်ချပေးမယ်ဒီဝိုင်းလေးရဲ့ဈေးနှုန်းလေးကတော့350ပဲဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့အောက်ပါဖုန်းနံပါတ်လေးကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်